ဒေဝီအော်ဒေဝီငါနေ့လိုက်ရှာ အေးလာလေ မတွေ့ရကြပြီနော်နင်စနေတန်းဖြီးပြီးတော့ဘာလဲလဲ ဒီစမ်းပြီးဆိုတော့အင်္ဂလိပ်စာတင်တာတခုခုတက်ထိုင်ကောင်းမလားလို့ငါကတော့နိုင်ငံခြားတက္ကသိုလ်တက်ချင်တယ်ဆိုတော့ skill ကောင်းကောင်းလေ့ကျင့်ချင်တာ အေးဟုတ်တယ်ငါလည်းအခုပဲ MAB အင်္ဂလိပ်စာတင်တဲ့ကျောင်းကတင်တာလဲ post တစ်ခုကြည့်နေတာဒီမှာလေစနေတန်းဖြီးပြီးတဲ့ကျောင်းသားတွေစုပြီးအဲ့ရှင် discount ရှိတယ်လေ ဟုတ်လားတကယ်ချင်းအဲ့ဆိုရင်ငါတို့နှစ်ယောက်တူအပ်မယ်ဆိုလို့ရှိရင်20% off ပြင် gift နေနဲ့ t-shirt ပါရမှာပေါ့နော်ဒါပြင်6လတာအတန်းဆိုတာတက္ကသိုလ်မတက်ခင်အချမ်းကွက်တီပဲနော် အော်ဒါနဲ့နေ့အကိုရောအလုံးလုံးရင်တက်ဖို့အင်္ဂလိပ်စာတင်နေရှာနေဆိုဒီမှာလေလူကြီးတန်း attack class တွေလည်းရှိတယ်အောက်ကျောင်းတန်းတစ်ခါဆင်းနေကြည့်ရအောင်လေ အေးအဆုံးတော့ကြည့်ရအောင် အေးတော့လာ င်္ဂလာပါဗျာမြန်မာ Academy Planet ကနေပြီးတော့ကြိုဆိုပါရစေ ဟုတ်ကဲ့ကိုညီမတို့နှစ်ယောက်လေစက်မှန်ဖြည့်ပြီးလို့6 month intensive class လို့လည်း join ချင်လို့ပါ ဟုတ်ကဲ့ပါဗျာတကယ်ချင်းနှစ်ယောက်တူတူလာရတဲ့အတွက်အကိုရိုဘက်ကနေပြီးတော့တူဦးချင်းစီကို20% discount ပေးမှာဖြစ်ပြီးတော့ gift အနေနဲ့ t-shirt တစ်ထည်လည်းပေးသွားအောင်ပါပါ အကိုဒီမှာအတန်းတွေကဘယ်နှခုလောက်ရှိလဲဘယ်လိုမျိုးပုံစံတင်ကြားပေးလဲဆိုတာသိလို့ရမလားယင် ဒီမှာက basic communicative grammar နေရာနေစပြီးတော့ elementary pre intermediate intermediate fourth grade တွေအပြင် IELTS foundation တွေပါစုံစုံလင်လင်နဲ့ရှိပါတယ် ဟုတ်လားကိုညီမကိုကလေ English speaking တက်ချင်တော့တူလူလူကြီးတွေအတွက် adult class ရောစင်ပြေပါမလားရှင် သင်တရားပေါ့ညီမလေး MAP အင်္ဂလိပ်စာသင်တန်းကျောင်းမှာက speaking မပြောတတ်ရင်လည်းစိတ်မပူရပဲနဲ့ဆရာဆရာမတွေကလည်းအပြန်အလှန်လေ့ကျင့်ပေးတာဖြစ်ပါတယ် Active learning ဖြစ်တဲ့အတွက်ကြောင့်မို့လို့စာသင်ခန်းထဲမှာလည်း group activity assignment တွေ presentation တွေကမကဘဲနဲ့လုပ်ငန်းခွင်တွေနဲ့တက္ကသိုလ်တွေမှာတကယ်လက်တွေ့အသုံးချနိုင်မယ် formal writing တွေ CV form ပြင်ဆင်တာတွေအထိပါအရေးအသွေးပြည့်ဝဝနဲ့သင်ကြားပေးမှာဖြစ်ပါတယ် MB ရဲ့တင်ကြားရေးစနစ်တကယ်စိတ်ဝင်စားဖို့ကောင်းမှာပဲနော် ဟုတ်တယ်နော်အရေးတွေးရတဲ့စိတ်ချရတယ်ဒါဆိုတော့နှစ်ခုပဲစဉ်းစားလိုက်ရအောင်လေ ဟုတ်ကဲ့ပါဗျ Agile class တွေကစမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့လူဦးရေမပြေခင်စောစောစီးရင်တင်ထားတာအကောင်းဆုံးပါပဲလုံရဲ့ဖုန်းနံပါတ်ကိုအကိုလည်းပေးသွားကြပါအောင်เนาะကျေးဇူးတင်ပါတယ်